တခါကငါးတကောင်ဟာကုန်းပေါ်ကိုရောက်လာတယ်သူဟာရေထဲကိုပြန်ဆင်းနိုင်ဖို့အတွက်လူလိမ့်နေတော့လဲရေမြောင်းစီကိုမရောက်နိုင်ဖြစ်နေတယ်ဒီအချိန်မှာသူဟာလက်လျှော့လိုက်ပြီးပြေးပါစီတော့ပေါ့ဒီမြင်ကွင်းကိုပရွက်စိတ်တွေမြင်တော့ငါးကိုကယ်ကြမယ်ဆိုပြီးလှုပ်ကြတယ်တချို့သောပရွက်စိတ်တွေကငါးကိုဝိုင်းချီကြပြီးရေမြောင်းဆက်စီကိုပို့ပေးကြတယ်ဒါပေမဲ့လည်းဘလောက်ပဲကြိုးစားပြီးရေမြောင်းဆက်စီကိုပို့ပေးပါစီသူတို့ရဲ့ခွန်အားတွေသာကုန်ဆုံးသွားတယ်ငါဟာနေရာကနေမရွေ့ဘူးဖြစ်နေတယ်ဒါကိုပရွက်စိတ်ခေါင်းဆောင်ကမြင်တော့ခုလိုပဲပြောတယ်ဟေးဟေးမချီကြနဲ့မချီကြနဲ့မင်းတို့တွေမနိုင်တော့ဘူးငါတို့တွေအားလုံးသူ့ကိုနာအောင်ဝိုင်းကြိုက်ကြမယ်ဆိုပြီးဝိုင်းကြိုက်ပါတော့တယ်ဒီအချိန်မှာငါဟာနာလွန်ပြီးတအားပဲလူးလိတ်ခုံဆွပြေးရင်ရေမြောင်းဆက်စီကိုရောက်သွားတယ်နောက်ဆုံးမှာတော့ရေထဲအထိပါရောက်သွားနိုင်ခဲ့တယ်ဟုတ်ကဲ့ပါတချို့သောနာကျင်ချင်းတွေတချို့သောတိုက်ခိုက်မှုတွေတချို့သောထိုးနှက်မှုတွေကအောင်မြင်ဖို့အတွက်အထောက်အပံ့ကောင်းတွေဖြစ်စေတယ်ဆိုတာကိုမမေ့ပါနဲ့ဘဝမှာတစ်ခါတလေတိုက်ခိုက်လာတဲ့သူတွေကြောင့်ကိုဟာအရင်ကတည်းကပိုပြီးတန်မာလာရတယ်ဖိအားတွေများလို့စိတ်ညစ်လို့ရပါတယ်သို့တော့စိတ်ဓာတ်တော့မကြပါနဲ့ဘယ်လိုအကြောင်းကြောင့်မှစိတ်ဓာတ်မကြပါနဲ့ကိုဟာနင်းတိုက်ရင်အရာအလုံးကလေကတစ်တွေကြီးပါပဲအရာရာဟာကောင်းဖို့ဖြစ်လာတယ်ဆိုတာကိုမမေ့ပါနဲ့ဘဝရဲ့အခက်အခဲတွေဆိုတာတွန်းအားတွေပါနားဆင်နေတော့စာပေချစ်သူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ